ဟုတ်ကဲ့ပါခင်ဗျာအခုပြောပြပေးမှာတော့ကီအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာဒါဟာအင်္ဂလိပ်တွေကအိန္ဒိယကိုအုပ်ချုပ်နေတဲ့အချိန်ဖြစ်ပြီးနိုင်ငံတော်မှာကွဲရုပ်ကပြန့်ကွားနေတဲ့အချိန်ပါဒီလိုအခြေအနေမှာအိန္ဒိယမှာခရစ်ယာန်ဘာသာကိုပြန့်ကွားစေကိုပို့လာတဲ့ဘုန်းတော်ကြီးတို့ကအခွေရက်ကိုအတုံးချပြီးယောဂရှိသူတွေကိုတွေ့တဲ့နေရာတိုင်းမှာမင်းတို့ကယေရှုခရစ်ဖခင်ရဲ့အရေးအောက်ကိုဝင်လာပါမင်းတို့ရဲ့အခက်အခဲအလုံးပြေသွားပါလိမ့်မယ်လို့ပြောခဲ့ပါတယ်အပြစ်မဲ့အိန္ဒိယလူမျိုးတွေကသူ့ရဲ့လှုပ်ရှားမှုအောက်ကိုဝင်လာကြပြီးဘာသာပြောင်းရေးလုပ်ငန်းတွေကလည်းခုကျော်ကကူနီမစ်ရှင်နဲ့ဖွက်ကွယ်ပြီးဆက်လက်လှုပ်ဆောင်နေခဲ့ပါတယ်ဒါပေမဲ့တစ်ချိန်မှာတော့အချင်းကြီးပြောင်းလဲသွားပြီးတခြားလူတွေကိုခရစ်ယာန်ဘာသာပြောင်းစေခဲ့တဲ့ဒီဘုန်းတော်ကြီးကအိန္ဒိယမှာဟိမချေပြည်နယ်ကိုရောက်သွားတဲ့အခါမှာဟိန္ဒူတန်ရစီတယောက်ဖြစ်သွားခဲ့ပါတယ်အမေရိကန်မဟာသမဦးတဦးရဲ့စက်ကြောင်းကအာရီယအသင်းရဲ့တမိုင်းထဲမှာထာဝရအကျန့်ရှိနေပါတယ်နံပါတ်1ကြီးကျမကဟပရိကောင်ရပါဒီဆက်လက်ငါချက်တစ်ခုမှဆက်တင်သည်အာရီယအသင်းဖျက်ရှိကိုကြောင်းမအဆုံးသတ်ပါတယ်ဒါကိုပြောရရင်အမေရိကန်ဘုန်းတော်ကြီးတဦးရဲ့ကိုကျိုစစ်ကနေဆက်တင်သည်အာရီယမဟာသမတဦးရဲ့ဆွတ်လွတ်မှုမှာအဆုံးသတ်လို့ဆိုနိုင်ပါတယ်အမေရိကန်နိုင်ငံဖီလာဒဲလ်ဖီယာမြို့မှာ1882ခုနှစ်ဩဂုတ်လ16ရက်နေ့မှာမွေးဖွားတဲ့မစ္စတာဆမ်မြူအယ်အီဗန်စ်တိုက်ဂျူနီယာလာချမ်းသာလေအဖေသားဖြစ်ပါတယ်ဘုန်းတော်ကြီးရဲ့ကြီးကြပ်မှုအောက်မှာကြီးပြင်းလာတဲ့ဆန်ယူအယ်အီဗန်စတိုင်းစ်ရဲ့တော်တော်လေးထမြက်တဲ့ညံကိုသဘောကျလို့ဘုန်းတော်ကြီးတွေကသူ့ကိုအိန္ဒိယမှာခရစ်ယာန်ဘာသာကိုဖျက်ပွားစေဖို့တာဝန်အရေးကြီးတစ်ခုကိုပေးလိုက်တယ်။ယနေ့ဖနေ့125နှစ်လောက်အကြာကအိန္ဒိယဟာအင်္ဂလိပ်တို့ရဲ့ပူကျုပ်အောက်မှာရှိတဲ့အချိန်အသက်28နှစ်သာရှိတဲ့ဆန်ယူအယ်အီဗန်စတိုင်းဆိုတဲ့ခရစ်ယာန်လူတွေတယောက်ပါဖျားရှိကိုเจ้าရဲ့အမိန့်နဲ့ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်အိန္ဒိယလူမျိုးတွေကိုယေရှုခရစ်၏တာဂနာကိုပို့ဆောင်ပေးဖို့ဟိန္ဒူတွေကိုဘာသာပြောင်းစေဖို့အိန္ဒိယကိုပို့လိုက်ကြတယ်။စတိုက်စ်ကစက်တင်ချိန်မှာမုန်ပိုင်းနဲ့နောက်ပြီးတခြားအိန္ဒိယမြေပြင်ဒေသတွေမှာနေခဲ့ပေမဲ့အပူလွန်လို့နောက်ပိုင်းမှာဟိမာချယ်ရဲ့တောင်တန်းဒေသတွေကိုပြောင်းသွားခဲ့တယ်။ဟီမာချယ်ပရဒစ်ပြည်နယ်ကိုကာမှာတားနယ်ရာမျိုးကနေ6ကီလိုမီတာအကွာမှာ1843ခုနှစ်မှာအင်္ဂလိပ်တီဆောက်ထားတဲ့ဖျားရှိခိုးကျောင်းတစ်ခုရှိတယ်။ဒီမှာရောက်လာတဲ့အခါဆမ်မြူအယ်အီဗန်စတိုင်းစ်ကအဘူဒန်ကနေတတမှုရရှိခဲ့တယ်။ထို့အပြင်ဟီမာချယ်ရဲ့ရိုးလာတဲ့လူတွေကိုခရစ်ယာန်ဘာသာရေးကိုမိတ်ဆက်ပေးနိုင်တဲ့အခွင့်အရေးလည်းရခဲ့တယ်။1932ခုနှစ်စက်တင်ဘာလ12ရက်နေ့မှာစတိုင်းစ်ကအိန္ဒိယခရစ်ယာန်မိန်းမတဦးနဲ့ကနီးနဲ့ခရစ်ယာန်အခမ်းအနားနိစနေနဲ့လက်ထပ်ခဲ့လေ။သူမိသားစုရဲ့အထီးဆုံးစီးပွားရေးလုပ်ငန်းကိုတဦးတဲ့အမွေဆက်ခံသူဖြစ်တဲ့စတိုက်စ်မိသားစုကသူ့သားကိုအိန္ဒိယကနေပြန်လာစီခြင်းခဲ့ပေမယ့်စတိုက်စ်ကမတော်တူခဲ့ဘူးတဖြည်းဖြည်းနဲ့မိသားစုရဲ့စင်တင်မှုလေးတိတ်ဆိတ်သွားတယ်။ Event Satites ကအိန္ဒိယမှာဘဝဖြတ်တန်းဖို့ခိုင်မာစွာဆုံးဖြတ်လိုက်တဲ့အခါသူ့မိသားစုကလည်းသူ့ရဲ့ဒီလိုတောင်းဆိုမှုအပေါ်ချိုးနှိပ်လိုက်ရတယ်။သူ့အမေကသူ့ကိုရှင်နဲ့လာရဘာယိုဘတ်မှာကမ်ဘော30 UB ဝန်းကျင်ရှိဒီလာဧကကြော်ကျဲတဲ့လက်ဖက်ရည်ချမ်းတစ်ခုကိုမင်္ဂလာဆောင်လက်ဆောင်အနေနဲ့ဝယ်ပေးခဲ့တယ်။ဒီချန်ကိုနောက်ပိုင်းမှာ Event Satites ကပန်းတီချန်အဖြစ်ပြောင်းလဲခဲ့တယ်။တချန်ကိုလာ16ခုနှစ်မှာ Satites ကအမေရိကန်နိုင်ငံလူဝီစီယာနာနဲ့ပန်းတီပင်တွေယူလာပြီးပန်းတီချန်ကိုစစ်တမ်းဆိုင်ပြောခဲ့တယ်။ဒါ့အပြင်ဟိမာချယ်မလည်းပန်းတီတစ်မျိုးတည်းရဲ့တော်လန်အီကိုစစ်တင်ခဲ့တယ်။ယနေ့မှာဟိမာချယ်ကိုပန်းတီအတွက်နာမည်ကြီးလာတာဟာ Event Satites ရဲ့အားလုံးအကျိုးတင်ပေးရမယ့်အရာပါ။အခုအချိန်ကြီးတော့ကြည့်ရတာအချိန်ကြီးရရက်အားလုံးဟာဘာပြဿနာမှမရှိဘဲနဲ့အလွန်ကိုပဲအေးအေးဆေးဆေးနဲ့ပုံမှန်ဒိုင်ဗစ်ဆက်လက်ဖြစ်ပေါ်နေတာကိုကျွန်တော်တို့တွေးမြင်နေရပါတယ်ခင်ဗျာဒါပေမဲ့ဒီနောက်ပိုင်းမှာတကိရကြောင့်များဆက်တယ်လာတယ်အလီချလီတွေမှာနိုင်ငံတော်ဝန်ပလီယိုကာကပြန်ပွားနေဟဲပြီးပလီယိုကာကပြန်ပွားသွားတဲ့ရွာတွေမှာကျမတဲ့လူတွေကသူတို့မိသားစုဝင်တွေကိုဖျားသခင်ပေါ်ယုံကြည်ပြီးခြံထားခဲ့ပြီးကိုလုံခြုံတဲ့နေရာတွေကိုပြောင်းသွားကြတယ်ဒီအချိန်နဲ့တွဲမှာအာရယာတင်းဝင်ဒီကယောဂရှိသူတွေကိုနေရမနှညအလွတ်လွတ်ပြီးဝန်ဆောင်မှုပေးနေကြလေဒီအလွန်ဆိုးလိုက်အခြေအနေမှာအာရယာတင်းနဲ့ဆက်ဆက်နေတဲ့ပန်ကာတူဓမ္မခုံမဟာသမတတူဖြစ်တဲ့ပန္တိတရူလီယာရမ်ချီဟာလူမှုဝန်ဆောင်မှုအပေါ်အလွန်တောက်ပတဲ့စစ်ရှိသူတူဖြစ်ပြီးနေညမပြည့်ဝန်ဆောင်မှုလုပ်ခဲ့တဲ့နောက်မှာတောင်သူ့ရဲ့ဝန်ဆောင်မှုအလိုစန္ဒကပုံမူကြီးလာနေတယ်ဝန်ဆောင်မှုအပေါ်မကုံနိုင်တဲ့စန္ဒတခုပန္တိတကြီးမှာလူအဖွဲ့အစည်းအတွက်အလိုအတန်းစိတ်အားထက်သန်မှုနဲ့အကျိုးမလိုတော့ဝန်ဆောင်မှုစိတ်ရှိတယ်အမေရိကန်ခရီးယာလူငယ်ဆန်ယူအယ်အီဗန်စတိုင်းစ်ကဒီစိတ်ထက်ကိုမြင်တဲ့အခါသူ့စိတ်ထဲမှာအမှန်တရားရဲ့တကားဒီဖွင့်ထွက်ပြီးတကယ်တမ်းအမှန်တရားဆိုတာလူဝင်ဆောင်မှုကဒီလိုပဲဆိုတာသူ့စိတ်ထဲမှာပေါ်လာခဲ့တယ်။ပန်ဒေတာရူလီယာယာကြီးလုံးနေတဲ့အရာကလူဝင်ဆောင်မှုရဲ့အမှန်တရားနဲ့ဗုဒ္ဓဘာသာရဲ့အဓိပ္ပာယ်တစ်ခုပါပဲ။အခြားသူတွေနဲ့သူ့ရဲ့ခရီးယန်ဘုန်းတော်ကြီးတွေကစိတ်ငြိမ်တရားလိုက်နာပြီးဘာသာပြောင်းရေးလုပ်နေတဲ့အရာမှာတော့ကိုကြိုးစိတ်ပါဝင်ပြီးလူဝင်ဆောင်မှုနာမည်နဲ့လိမ်လည်မှုတစ်ခုပါ။မဟာရဏီဒယာနန္ဒကြီးရဲ့တက်တန်းကြောင့်ပဲခရစ်ယာန်လူငယ်ဆမ်မြူအယ်အီဗန်စတိုင်းစ်ကအသက်နဲ့အမှန်တရားကိုသိလာပြီးချက်ချင်းပဲပန္ဒေတာရူလီယာယာကြီးနဲ့တွေ့ဆုံခဲ့တယ်။ပြီးတော့
stance ကနောက်ပြန်မယ်လေယုံပြီးတော့ရူလီယာရမ်ဂျီစီထံကစစ်တေစနာတန်ဝေဒီကာဘာသာရေးအကြောင်းကိုသိရှိလာသည်ဆွလွတ်မှုနဲ့ဝန်ဆောင်မှုရဲ့အသေးပယ်ကိုနားလည်လာတယ်ဘာသာရေးရဲ့တကယ်အသေးပယ်ကိုတင်ယူလာတယ်ဒါဟာအိန္ဒိယမှာလွတ်လပ်ရေးအတွက်နိုင်နေတောင်းနေသူတို့အသက်ကိုပေးပြီးတမိုင်းရေးသားနေတဲ့အချိန်မှာပဲပန်တီရူလီယာရမ်ဂျီကဆမ်မျိုး event styles ကိုအာရသမကဖျားရှိခိုးတော်ကိုတွားဖို့ပြောလိုက်တယ်အာရီယာသမကဖျားရှိခိုးတော်ကိုတချင်အနှဲငယ်တော်ဟဲ့ပြီးအိန္ဒိယမှာဖြစ်ပါနေတဲ့လွတ်လပ်ရေးတိုက်ပွဲမှာစစ်သေးတရားအနေနဲ့ပါဝင်လာတယ်။သူကအမေရိကန်လူမျိုးဖြစ်ပေမဲ့ British အာဏာကိုဆန့်ကျင်ပြီးအတန်းထွက်နေသူပါ။ဆိုလိုတာကအာရီယာသမကရဲ့အယူအဆတွေကတရားမှုကြောင့် Samuel Evans တိုက်က British အစိုးရကိုကြောက်စရာဖြစ်စေတဲ့တအိုးသေးသောတော်လှန်ရေးသမားတရားဖြစ်လာခဲ့တယ်။အလွင်အမြန်နဲ့ British အစိုးရက Samuel Evans တိုက်ကိုနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့မုန်းတီးမှုကိုအားပေးတဲ့ဆိုတဲ့အဖြစ်နဲ့6လအထိထောင်ဒဏ်ချလိုက်တယ်။လူတွေကပြောကြတာကတခါတလေကောင်းကောင်းဖြစ်မဲ့အခါမှာအရှုပ်အရှင်းတောင်ကောင်းကျိုးဖြစ်လာတတ်တယ်လို့ Evans တိုက်အတိုင်း6လထောင်ချရတာက British အစိုးရနဲ့ခရစ်ယာန်အဖွဲ့အစည်းနှစ်ခုလုံးအတွက်အရှုပ်အရှင်းဖြစ်သွားပြီးအိန္ဒိယအတော်တော့ကောင်းကျိုးတစ်ခုဖြစ်လာတယ်။ဘာလို့လဲဆိုတော့ထောင်မဝင်ခလီမှာပဲ Evans တိုက်ဟာလာစပယ်ရချင်းညတွေ့ဆုံခွင့်ရောက်လာတယ်။အဲ့ဒီအချိန်မှာလေလလာကြီးကသူ့ကိုရင်ဆုံးဖတ်ဖို့စတျာသက်ပရာကတ်စာအုပ်ကိုပေးပါတယ်စတျာသက်ပရာကတ်ကိုဖတ်ရင်းနဲ့ Evans Styles ကလလာကြီးထဲမှာတမူထူးခြားတဲ့တိုင်းပြည်ရဲ့ပေါ်ချစ်တင်စိတ်ကိုမြင်တွေ့ခဲ့တယ်မဟာရှူရီဒယာနန်စာရတတိရဲ့အကြောင်းသိလာပြီးနားလည်လာလေလူဖွဲ့စည်းရဲ့ပေါ်သူ့ရဲ့ဝန်ဆောင်မှုစိတ်နဲ့လှုပ်ဆောင်မှုတွေက Evans Styles ကိုတတန်းတစ်ချောင်းလုံးတက်တည်အောင်တက်တန်းသိုးရှိခဲ့ပြီးစတျာသက်ပရာကတ်ကိုတစ်စိတ်တစ်ပိုင်းလေ့လာခဲ့တယ်အခုဆိုရင် Samuel Styles ကအိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့တဦးတည်းသောအမေရိကန်လူမျိုးဖြစ်လာခဲ့ပါတယ်။ထောင်ကနေပြန်ထွက်လာတဲ့အခါသူ့ရဲ့ဝေဒီခအတွေးခေါ်လေးကိုပုံမလေးလာခြင်းတဲ့စိတ်တက်လာပါတယ်။ဘူပနေတဝေရနဲ့မနုစမိတီတို့လေးလာခဲ့ပြီး1939ခုနှစ်ရောက်လာချိန်မှာအန်တော့ဖက်ချက်ကျဲတစ်ခုဖြစ်ပေါ်လာပြီး Evans Styles ရဲ့နှလုံးသားပြောင်းလဲသွားခဲ့ပါတယ်။သူ့ကိုယ်သူဗာဒီကန်နဲ့ခရစ်ယာန်ဘာသာရဲ့ပိတ်ပင်မှုတွေကနေလွတ်မြောက်အောင်လုပ်ပြီးသာသနာဝေဒီခဘာသာကိုလက်ခံလိုက်ပါတယ်။သူ့နာမည်ကိုလည်း Samuel Evans Styles တူနီ Satyananda Styles လို့ပြောင်းလိုက်ပြီးတကယ်ဖျားသခင်ကိုရှာဖွေရန်ထွက်သွားခဲ့ပါတယ်။သူကအင်္ဂလိပ်ဘာသာခင်ဘာဂဝတ်ဂီတာကိုလည်းလာခဲ့ပြီးနောက်ပိုင်းမှာဒီအရာကိုနားလည်ဖို့ကြိုးစားရင်း Sanskrit ဘာသာကိုလည်းသင်ယူခဲ့ပါတယ်။ဝေဒန်ဥပနိသတ်တို့ကိုလည်းလေ့လာခဲ့ပါတယ်။သူ့အိမ်မှာရှိတဲ့တစိတ်တစ်ပိုင်းမှာအာရိယသမဂဖျားရှိခိုးကြောင်းတစ်ခုကိုတီးထောင်ခဲ့ပါတယ်။အဲ့ဒီမှာတစ်သားတိုင်တွေမှာဥပနိသတ်နဲ့ဘာဘဂီတာရဲ့တောက်စာတွေကိုထူလုပ်ထားပါတယ်။ဆိုလိုတာကတော့စစ်တျာနန္ဒစတိုက်စာအခုတော့ဝေဒီခအာရိယမဟာသမားတရားခေသွားပါပြီ။စိတ်ဝင်စားစရာကောင်းတာကသူ့ကိုယ်သူတာမကမိသားစုဝင်အားလုံးရဲ့နာမည်တွေကိုပါပြောင်းလဲလိုက်ပါတယ်။သူ့ဇနီးအကနီရဲ့နာမည်ကိုလည်းဖြူရဒေဗီလို့ပြောင်းပြီးသူ့ကလေးတွေကိုလည်း Pretend Styles လို့နာမည်ပေးခဲ့ပါတယ်။ Legend Styles, Brain Styles, Satyawati Styles, Tara Styles နဲ့ Savitri Styles လို့နာမည်ပြောင်းပေးလိုက်ပါတယ်။1939ခုနှစ်မှာဟိမချလီလက်တာနေတာမြို့မှာအာရိယသမဂဘုရားရှိခိုးကျောင်းတိဆောက်ခြင်းဟာတမိုင်းဆံမင်းနာတစ်ခုရေးတောက်သွားခဲ့ပါတယ်။သူ့ကိုငွေချေးအထောက်အပံ့ပေးဖို့အဲ့ဒီအချိန်ကအိန္ဒိယစစ်မှုလောကရဲ့ထင်ရှားတဲ့သူတစ်ယောက်ဖြစ်တဲ့ဂျူကေခီရှိုဘီလာကသူ့ကိုအားပေးဖို့အတွက် Miss 1000ကျပ်လှူဒန်းခဲ့ပါတယ်။သူတို့တိဆောက်ခဲ့တဲ့ဒီဖျားရှိခိုးကျောင်းကို Pranjiyoti ဖျားရှိခိုးကျောင်းဒါမှမဟုတ် Ananda Prakash ဖျားရှိခိုးကျောင်းလို့ခေါ်ကြပါတယ်1946ခုနှစ်မေ14ရက်နေ့မှာ Satyamanda Styles ကသူ့ရဲ့မဟာခီကိုစက်တင်ထွက်ခွာသွားခဲ့ပေမယ့်ယနေ့အထိဖျားရှိခိုးကျောင်းရဲ့နေရနေမှာရေးသားထားတဲ့ဝေဒနီဥပနိချက်တို့ရဲ့ mantra တွေဟာအာရိယသမဂရဲ့ဒီဘာသာရေးကာကွယ်မှုကိုချီးကျူးတဲ့မြန်နဲ့နားထောင်နိုင်စေပါပြီဒီထူးခြားတဲ့အယူဝါဒရှိတဲ့အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲဝင်ကြီးနဲ့အာရိယမဟာသီလရှင်ကိုအာရိယသမဂကများစွာကာရဝပြုလေးစားပါတယ်။